ဒီမှာ title block ထဲပုံဘယ်လိုထည့်မလဲ logo ဘယ်လိုထည့်မလဲဆိုတာတွေပါပါတယ် title block drawing file ကအဆင့်သင့်ရှိလို့ဒီကတန်းဖွင့်လိုက်မယ်မရှိရင် tk open edit နဲ့ဖွင့်ရမှာဖြစ်ပါတယ်အခု number 3 ပုံစံ E4 နဲ့ E3 ကို logo ထည့်မယ်နီးနှမျိုးနဲ့ထည့်မယ်ဘယ်လိုထည့်ရင်ဘယ်လိုမျိုးဖြစ်တတ်တယ်ဆိုတာကိုရှင်းပြပါမယ် block တွေမလို့ boutique ရေးမယ်သူက block တွေမလို့ boutique နဲ့ပြင်မယ်comment box မှာ boutique ရေးမယ် enter နှိပ်မယ် file name က dbox HL4 မလို့အဲ့ဒါကိုရွေးမယ်ပြီးရင် okay နှိပ်မယ် block editor တဲ့ကိုရောက်ပါပြီ logo ထည့်ဖို့ရအတွက် logo ပုံရှိတဲ့ file ကိုဖွင့်မယ်ပုံတွေ့တယ်ဆိုရင်ဒီပုံကို right click ထောက်မယ် edit with paint 3D edit with print 3D ကိုနှိပ်မယ်ပွင့်လာတဲ့အခါကျရင်ပုံတစ်ခုလုံးပါဖို့ရအတွက် control A နှိပ်မယ် copy ကိုဖို့အတွက် control C နှိပ်ပြီးရင်ပုံကိုပိတ်မယ်ပိတ်လို့လည်းရတယ် AutoCAD file ကိုပြန်သွားမယ် control V နဲ့ paste လုပ်မယ်ပုံရ properties ကိုကြည့်မှမလို့ bro ရေးမယ် properties box ဖွင့်မယ် bro ရေးမယ် enter နှိပ်မယ်ကိုယ့်ရဲ့ logo ပုံကို select လုပ်ပြီးတော့ properties box ကိုကြည့်ရင် OLE ဆိုတာပေါ်လာမှာဖြစ်ပါတယ် file နေရာရွှေ့တာဖြတ်မိတာရှိရင်တောင်မှ broken link နဲ့မပေါ်ပဲပုံအတိုင်းရှိနေမှာဖြစ်ပါတယ် OLE နဲ့ပေါ်ရင်ပုံရဲ့အရွေးစားကိုချိန်မယ် close block editor ကိုနှိပ်မယ် set change to နှိပ်မယ် logo ကို logo A4 မှာထည့်လို့ရသွားပါပြီနောက်တစ်ပုံစံတစ်မျိုးနဲ့ A3 မှာ logo ပြန်ထည့်မယ် boutique နဲ့ပြန်သွားမယ် boutique enter file name dbox HL A3 မလို့အဲ့ဒါကိုရွေးမယ် logo ပုံရှိတဲ့ file ကိုဖွင့်မယ်ပုံတွေ့ရင်ခုတစ်ခေါက်ကြာတော့အဲ့ဒီပုံပေါ် right click ထောက်ပြီးတော့ချက်ချင်းပဲ copy နှိပ်မယ် cut file ကိုပြန်သွားပြီးတော့ control V နဲ့ paste လုပ်မယ် X reference အနေနဲ့တင်လို့ scale ချိန်လို့ရတာဖြစ်ပါတယ် 0.2 ထားလိုက်မယ် enter angle ကလည်း0ပဲမလို့ enter ပြန်နှိပ်လို့ရပါတယ်ပုံ select လုပ်ပြီးတော့ properties box ကိုကြည့်ရဆိုရင် OLE နဲ့မပေါ်ဘဲနဲ့တခြားပုံစံနဲ့ပေါ်နေတာဖြစ်ပါတယ်ပုံရဲ့အရွယ်စားကိုပြန်ချိန်မယ်ပိတ်မယ် close block editor save change to ဆိုပြီးတော့ကျွန်တော်တို့နှိပ်မယ် A3 မှာလည်း logo တက်လို့ရသွားပါပြီဒီမှာတော့ပုံနဲ့မြင်ရပါမယ်ထည့်တဲ့အခါကျရင်ဘာတွေကွာလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်ဒီ title block drawing file ကိုပိတ်မယ် save မလားလို့မေးတဲ့အခါကျတော့ yes အခု title block ထည့်ချင်တဲ့ပုံကိုတင်ထားတဲ့ပုံပေါ့နော် drawing file ကိုဖွင့်မယ်ဒီပုံတွေကို title block ထည့်မယ် YQ arc က title block ရဲ့ shortcut က TK ဖြစ်ပါတယ် title block ကိုခေါ်ဖို့ရအတွက် TK ရေးမယ် enter နှိပ်မယ် scale ကဘယ်လောက်ထားမလဲ plan ပုံ elevation ပုံမှာဆိုရင်အရန်ကြီးမကြီးနေရင် 1:100 ကိုထားလေးရှိတာမလို့အခုဒါ 1:100 ကိုရွေးမယ် okay နှိပ်မယ် title block frame ပေါ်လာတဲ့အခါကျရင်စာရွေးမယ် E3 အရင်ထည့်ကြည့်မယ် E3 ရွေးမယ် left other offset တွေကကြတော့ကြိုက်တယ်လို့ထားလို့ရတယ် plane thickness တွေရောပြောင်းလို့ရတယ်ခုမပြောင်းတော့ဘူးnumber 3 ပုံစံကရွေးပြီးသားမလို့ okay နှိပ်လိုက်မယ် drawing area ပေါ် click ချမယ်ခုန A3 မှာ extra friend နဲ့ထည့်ထားတဲ့ logo ကအခုပုံမှာထည့်လိုက်တဲ့အချိန်မှာပုံနဲ့မပေါ်ဘဲနဲ့ broken link တွေနဲ့ပေါ်နေတာဖြစ်ပါတယ်ဒါဆိုဒီနည်းနဲ့ logo ထည့်ရင်အဆင်မပြေဘူးလို့ပြောလို့ရပါတယ်title block ပြန်ခေါ်မယ်ခုတစ်ခေါက်ကြတော့ A4 နဲ့ဆန်းကြည့်မယ် DK ရေးမယ် enter နှိပ်မယ်paper size A4 ရွေးမယ် generality အတိုင်းထားမယ် A4 မှာဒီကိုထည့်လိုက်တဲ့ logo ကရောအဆင်ပြေမလားဆိုတာကိုကြည့်မယ် generality အတိုင်းထားမယ် okay နှိပ်မယ် drawing area ပေါ် click ချမယ် zoom ထည့်ပြီးတော့ logo ကိုစစ်ကြည့်လိုက်တော့ဒါအဆင်ပြေနေတာကိုတွေ့ရတာဖြစ်ပါတယ်တွေ့ရမှာဖြစ်ပါတယ်ပုံတွေအဆင်ပြေပါတယ်ဒါဆိုရင်ဒီ A4 နဲ့ A4 မှာလုပ်တဲ့ logo ထည့်တဲ့ပုံစံကြီးအဆင်ပြေနေတာကိုဒီမှာတွေ့ရတာဖြစ်ပါတယ်ဒီ A3 မှာကျတော့ broken link တွေနဲ့ပေါ်ပါတယ်အဆင်မပြေပါဘူးဒါဆိုရင် A3 ကိုဖြတ်တော့မယ် E enter ရဲ့ဖြတ်မဲ့ object select enter ခုပုံကို title block ထဲဘယ်လိုထည့်မလဲဆိုတာဆက်ပြပေးမယ်အောက်နားက layout ကိုနှိပ်မယ်
editor လို့ရောက်လို့ page setup manager ပေါ်ရန် modify ကိုနှိပ်မယ် PDF file နဲ့ထုတ်မှာမလို့ gut PDF document ဒါမှမဟုတ်ရင် high quality print ကြိုက်တာရွေးလို့ရတယ် high quality print ကိုရွေးမယ်အဖြူအမေးနဲ့ရှင်းရှင်းလေးရချင်လို့ blue style table မှာ monochrome ရွေးမယ် layout ပြောင်းစရာမလိုဘူး scale 1:1 အတိုင်းပဲထားမယ် generality တိုင်းထားမယ် okay နှိပ်မယ်ကဲအရေးကြီးတဲ့ဒီ paper size ရွေးဖို့မေးသွားလို့ကျွန်တော်ပြန်သွားမယ်ကျွန်တော်ဒါ data block က A4 ဖြစ်နေပါတယ်အဲ့ဒါကြောင့်မလို့ A4 ကိုရွေးရမှာပါ A4 မှာ ISO A4 ရှိတယ် ISO expanded A4 ရှိတယ် ISO full blit A4 ဆိုပြီးတော့ရှိပါတယ်ကျွန်တော်က full blit ကိုရွေးမှာဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ပုံက landscape နဲ့ထားမှာမလို့ဒါ2.9ခွန်2.10 mm ကိုရွေးမှာဖြစ်ပါတယ် ISO full blit A4 2.9ခွန်2.3 mm ကိုယ့်ရဲ့အရာမှာကိုယ့်ရဲ့ title block နဲ့တစ်ထပ်သေးကြမှာဖြစ်ပါတယ်okay နှိပ်မယ် close နှိပ်မယ် viewport ထဲကပုံကိုပြင်ချင်ရင် model space ထဲသွားချင်ရင်ဘောင်အထဲကို double click နှိပ်ရမှာဖြစ်တယ် double click နှိပ်မယ်အဲ့ဒါအထဲရောက်ပြီဆိုရင်ပြင်ပါတော့မယ် user icon ကိုဖြုတ်မယ် user icon လို့ရေးမယ် comment box မှာ enter နှိပ် option ထဲက win off ကိုနှိပ်မယ်ခု user icon ပြောက်ပါပြီဒီ title block ကိုပေါင်းနဲ့တစ်ထပ်တည်းကြအောင် look ဖို့အလွယ်ဆုံးနည်းလမ်းကတော့ဒီ z ရေးပြီးတော့ enter နှိပ်မယ် option ထဲက window ပေါ် click ချမယ်ကျွန်တော်အခုကျွန်တော် select လုပ်တယ်လို့မျိုးပေါ့နော်title block ရဲ့ဘေးပုံတွေနဲ့ကွက်တိကြအောင်တေချာ select လုပ်ရမှာဖြစ်ပါတယ် select လုပ်မယ်ကွက်တိကြအောင်တေချာလေးအယူ decide လေးလုပ်မယ်ခုပေါင်းနဲ့ကွက်တိဖြစ်ပါပြီ paper space ကိုပြန်သွားဖို့ပေါင်းအပြင်ဘက်မှာ double click ချမယ်ကိုပုံထည့်ဖို့ viewport ပြန်ခေါ်မယ် mv ရေးမယ် mv enter ခုကျွန်တော်ဆွဲသလို title block ပေါင်းထိတ်ကနေပြီးတော့ဒီစာရေးတဲ့နေရာထိပေါင်းဆွဲမယ်ပုံတွေပေါ်လာမှာဖြစ်ပါတယ် model space ကိုဝင်ဖို့ပေါင်းထဲကို double click ချမယ်ခုနလိုပဲပါစီချင်တဲ့အပိုင်းကို select လုပ်မယ် z enter z ရေးမယ် enter နှိပ်မယ် option တွေက window ပေါ် click ချမယ်ကိုပါစီချင်တဲ့နေရာကိုကွက်ပြီးတော့ select လုပ်မှာဖြစ်ပါတယ်ခု dimension တွေကအပေါ်ရောက်နေတာမလို့အရင်ပြင်မယ်ဒီပုံမှာတခါတည်းပြင်လို့ရပါမယ်ဒီပုံစံလေးကိုမဖြတ်ချင်လို့ပေါ့နော် model ကိုသွားပြီးတော့ပြင်မယ် model tab ကိုသွားမယ် m ရေးမယ် enter နှိပ်မယ် select ရွှေ့မဲ့ object ကို select လုပ်မယ် base point ကိုင်မယ်ထားမယ်အမှတ်မှာ click ပြန်ချမယ်ပေါ့နော်ရပြီဆိုရင် layout ကိုပြန်သွားမယ်ဘေးမှာနေရာလွတ်တွေများနေတာမလို့ zoom window နဲ့ပြန်ချိန်မယ်Z ရေးမယ် enter option ထဲက window ကို click မယ် click ချမယ်ပြီးရင်ဒီနေရာလွတ်တွေကိုနည်းဖယ်ထုတ်ပြီးတော့လူချင်တဲ့နေရာကြအောင် pen နဲ့နည်းနည်းရွှေ့လိုက်မယ်ဒီမှာပြဿနာက grid line ကဒီ center line နဲ့မပေါ်ဘူးဖြစ်နေတယ် model မှာက model tab မှာက center line နဲ့ဒီပေါ့နော် model tab မှာက center line နဲ့မြင်ရတာဖြစ်ပါတယ်ဒါကိုဘယ်လိုပြင်မလဲဒါကိုပြင်ဖို့ရအတွက် comment box မှာ PSLT scale ရေးမယ် enter နှိပ်မယ်ခုသူ့တန်ဖိုးက1ဖြစ်နေပါတယ်ဒါကို0ပြင်လိုက်မယ်0ရေးမယ် enter နှိပ်မယ် model space အပြင် paper space layout တွေမှာရှိသမျှ viewport အားလုံးကိုတစ်ပြိုင်နက်တည်း refresh လုပ်ခြင်းရဲ့ region all လို့ရေးမယ် enter နှိပ်မယ် center line နဲ့မြင်ရပါပြီဒီ PDF file ပြောင်းဖို့ရအတွက် control P နှိပ်မယ်ဒီ box မှာဘာမှပြောင်းစရာမလိုဘူး okay နှိပ်မယ် file ကို save မယ်ခဏဆောင်ပြီးတော့ PDF file ရမှာဖြစ်ပါတယ်ပုံကိုဒီမှာ PDF file နဲ့တရရရပြင်မယ်လို့ attributed block တွေမပြင်ရသေးပါဘူးဒီမှာ
မပြင်ရသေးလို့ဒီ Chinese တွေနဲ့မြင်ရတာပေါ့နော်အဲ့ဒါကိုပြန်သွားပြင်မယ် model ကိုပြန်သွားမယ် attributed block ကိုပြန်ချင်ရင် block ပေါ်ကိုကျွန်တော်တို့ double click ချမယ် attribute editor box ပေါ်လာတဲ့အခါကျရင် value မှာပြင်လို့ရပါတယ်ဒါက drawing title ဖြစ်လို့ elevation လား plan လားရေးမယ်ခုပုံကကျတော့ elevation မလို့ elevation 3လို့ဒါရေးလိုက်မယ်ပြန်တော့လေးက project name ခုအထက်မဲ့ပုံက RC နှစ်ထပ်တိုက်မလို့ two story RCC building လို့ရေးလိုက်မယ် two story RCC building date ကကြတော့ August အခု August 2026မလို့ August 2026လို့ရေးလိုက်မယ်ပြောင်းရေးလိုက်မယ် drawing number ကိုကြတော့ Aki မလို့ Aki ပုံမလို့ A ပြောင်းမယ် number ကတော့ကို page number အတိုင်းပြောင်းမှာပေါ့နော်ခုနမူနာအနေနဲ့ A01 လို့ပဲရေးလိုက်မယ်ပြင်စရာအကုန်ပြင်ပြီးပြီဆိုရင် apply နှိပ်ပြီးတော့ okay နဲ့ထွက်လို့ရပါပြီခုပုံကို PDF file နဲ့ထုတ်ဖို့ရတဲ့ layout ကိုသွားမယ် control B နှိပ်မယ်ပြောင်းစရာမလို okay နှိပ်မယ်ဒီနာမည်နဲ့ save ပြီးသားရှိလို့ဒါကျွန်တော်က layout 1kkk ဆိုပြီးတော့ save မယ်ခဏစောင့်မယ် A4 paper နဲ့ print ထုတ်ဖို့ title block တွေနဲ့ကိုပုံကိုတည်တည်တက်တက်ခုလိုမျိုးရပါပြီတဲ့ရပြီဖြစ်ပါတယ် logo တွေရော channel ဟာတွေရောတည်တည်တက်တက်အင်္ဂလိပ်စာတွေနဲ့ပေါ့နော်တက်တက်ရရလေးရနေပါပြီ